မြန်မာနိုင်ငံအလဲပိုင်းကလွင်ပြင်ကျဲကြီးတစ်ခုအောက်မှာကမ္ဘာအန်နယ်အများဆုံးငလျင်ပြည့်ရွေ့ကြောကြီးတစ်ခုရှိပါတယ်။အဲ့ဒါကတော့စကိုင်းပြည့်ရွေ့ကြောပါပဲ။ဒီလွင်ပြင်ကြီးဟာတမိုင်းတစ်လျှောက်အင်အားပြင်းငလျင်တွေအကြိမ်ကြိမ်လှုပ်ခတ်ခဲ့မှုကိုမကြာသေးမီကမှ1985ခုနှစ်နဲ့2016ခုနှစ်တွေတုန်းကလည်းပြင်းအား Richter scale 6.5 အထက်ရှိတဲ့ငလျင်ကြီးတွေပြင်းပြင်းထန်ထန်တုန်လှုပ်ခဲ့ပါတယ်။အဲ့ဒီငလျင်ကြီးတွေကြောင့်ပဲပကံဖျားတချို့ပြိုကျပျက်စီးခဲ့ရပေမဲ့အံ့ဩစရာကောင်းတာကငလျင်ကြောပေါ်မှာတိဆောက်ထားခဲ့တဲ့ရှေးဟောင်းပကံစေတီပထိုးပေါင်းထောင်ချီရဲ့အဓိကကိုယ်တဲ့ main structure ဟာအကြီးအကျယ်ပြိုလဲမသွားပဲနှစ်ပေါင်း1000ကျော်တိုင်တောင့်ခံထိုင်ခဲ့ကြပါတယ်။အာရှတိုက်ကတခြားရှေးဟောင်းအဆောက်အုံတွေမြေကြီးထဲမှာပြိုဆင်းသွားခဲ့ချိန်မှာပကံဖျားတွေကဘာဖြစ်လို့ဒီလောက်ငလျင်တန်ကိုခံနိုင်ရရှိခဲ့ကြတာလဲ။ဒါဟာကံကောင်းလို့မဟုတ်ပါဘူး။17ရာစုကတည်းကပကံအင်ဂျင်နီယာတွေကအသုံးပြုခဲ့တဲ့ယနေ့ခေတ်သိပ္ပံပညာရှင်တွေတောင်အံ့ဩခဲ့ရတဲ့မြေအောက်အုတ်မြစ်စနစ်ကြောင့်ပါပဲ။ဒီဗီဒီယိုလေးမှာတော့ပကံဖျားတွေအောက်ကလျှို့ဝှက်ချက်တွေကိုဖော်ထုတ်ပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးမစခင်မှာ follow နဲ့ subscribe လုပ်ပေးသွားခဲ့ကြပါဦးခင်ဗျာ။ကျွန်တော်တို့ယနေ့ခေတ်မှာမိုးမျှော်တိုက်ကြီးတွေကိုငလျင်တန်ခံနိုင်အောင်စောင့်ရင်မြေအောက်မှာ base isolation လို့ခေါ်တဲ့ငလျင်လိုင်းစုပ်ယူရမယ်ရာဘာပြားကြီးတွေခံပြီးတော့အသုံးပြုကြပါတယ်။ဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်း1000ကပကံခေတ်ဆောက်လုပ်ရေးသမားတွေကဒီသဘောတရားကိုကြိုသိနေခဲ့ပါတယ်။ရှေးဟောင်းသုတေသနအထောက်အထားတွေအရသူတို့ဟာဖျားအုတ်မြစ်ချတဲ့အခါမြေကြီးတွေကိုအနက်ကြီးတူးပြီးအုတ်တွေကြီးတက်မစီခဲ့ပဲနဲ့အဲ့ဒီအစားသဲခေါ် sand layers တွေကိုအလွာလိုက်အရင်ဆုံးဖြည့်တင်းခဲ့ကြပါတယ်ဆိုတော့ဘာကြောင့်သဲကိုသုံးခဲ့ကြတာလဲငလျင်လှုပ်တဲ့အခါမှာမြေကြီးကနေတက်လာတဲ့တုန်ခါမှုစွမ်းအင်ကိုအဲ့ဒီသဲအလွာလေးတွေကစုပ်ယူလိုက်ပါတယ်သဲမုံလေးတွေချင်းချင်းပုတ်တိုက်သွားခဲ့တဲ့အတွက်အဲ့ဒီအပေါ်ကအဆောက်အဦစီကိုတုန်ခါမှုအပြည့်အဝမကူးဆက်တော့ပါဘူးဒါဟာခေတ်သစ်အင်ဂျင်နီယာပညာရဲ့ base isolation လို့ပဲဖြစ်ပါတယ်။တဘာဝရဲ့ shock absorber ကြီးတစ်ခုလိုအလုပ်လုပ်ပေးသွားခဲ့တာပါ။ဒီအောက်ကနေတက်လာတဲ့ငလျင်လှိုင်းအကျွင်းကြံတွေဟာအပေါ်ကအုတ်နံရံတွေစီရောက်လာတဲ့အခါမှာလဲနောက်ထပ်အမခန်းနည်းပညာတစ်ခုနဲ့ထပ်ပြီးတော့ရင်ဆိုင်ရပြန်ပါတယ်။အဲ့ဒါကတော့အတချောင်းထိုးထဲလို့မရအောင်ဆေးဆက်လာတဲ့ပကံအုတ်စီနည်းပညာပါပဲ။ပကံကိကအင်ဂျင်နီယာတွေကအုတ်တစ်ချက်နဲ့တစ်ချက်ကြားမှာအင်္ဂလိပ်အထူကြီးတွေမသုံးခဲ့ကြပါဘူး။အုတ်တွေကိုတေချာသွေးပြီးတော့အချင်းချင်းပုတ်တိုက်စီနှင်ခဲ့ကြတာပါ။ဒါဟာငလျင်လှုပ်တဲ့အခါအရန်ကိုအသုံးဝင်ပါတယ်။အင်္ဂလိပ်အထူကြီးတွေကငလျင်လှုပ်ရင်အလွယ်တကူအကွဲသွားနိုင်ပေမဲ့ပကံကအုတ်တွေကတော့ငလျင်လိုင်းလာတဲ့အခါမှာအချင်းချင်းအနှဲငယ်ရှော့တိုက်ရွေလျားသွားပါတယ်။ဒီလိုအုတ်တွေအချင်းချင်းပုတ်တိုက်မှုဖြစ်သွားတဲ့အတွက်ငလျင်ရဲ့အဖြက်စွမ်းအင်တွေဟာအပူနဲ့ပုတ်တိုက်မှုစွမ်းအင်အဖြစ်ပြောင်းလဲသွားပြီးတော့အကွဲချောင်းတွေမဖြစ်လာတော့ပဲအလိုလိုကိုပြည့်သွားစေခဲ့ပါတယ်။ဆိုတော့ဒီလိုခိုင်မာတဲ့တိဆောက်မှုအပြင်လက်တလောဘူမိဗေဒစကန်ဖတ်စစ်ဆေးချက်တွေအရပကံရဲ့နောက်ထပ်လျှို့ဝှက်ချက်တစ်ခုကိုတွေ့လာရပြန်ပါတယ်။အဲ့ဒါကတော့သူတို့သုံးခဲ့တဲ့မြေသားနဲ့မြေအောက်အုတ်မြစ်ခုံကြီးတွေပါပဲ။အတိအကျတက်အပ်မပြောနိုင်ပေမဲ့ပကံခိတ်ကအုတ်တွေကိုဖုတ်တဲ့အခါတန်တက်ကျွယ်ဝတဲ့ဒေတာထွက်မြေဈေးကိုတုံးထားပြီးတော့အချိတ်ဆက်တွေမှာတစ်ဆေးအုတ်ရှစ်ဆေးစတဲ့တဘာဝ organic ပစ္စည်းတွေကိုရောဆက်အသုံးပြုခဲ့ကြတယ်လို့ဆိုထားပါတယ်။ဒီပေါင်းစပ်မှုကအစာအုပ်ကိုလိုအပ်ရင်လိုအပ်တယ်လို့ကြုံနိုင်ဆက်နိုင်တဲ့တတိကိုမြင့်တင်ပေးပါတယ်။ဒါအပြင်ပကံဖျားပထိုးတွေရဲ့မြေအောက်ကအုတ်မြစ်ခုံကြီးတွေဟာအပေါ်ပိုင်းထက်အစာပေါင်းများစွာကျေပြန့်နှက်ဆိုင်ပါတယ်။ဒါဟာ gravity anchor လို့ခေါ်တဲ့အဆောက်အဦရဲ့ဓာတ်ထုကိုတည်ငြိမ်စေပြီးငလျင်တန်ကိုအောက်ခြေကနေခိုင်ခိုင်မာမာပြန်ခွဲပေးလိုက်တာပဲဖြစ်ပါတယ်။ဆိုတော့ဒီအချက်တွေကိုကြည့်ရင်ပကံဖျားတွေစီကသာသနာရေးအတွက်တသက်တိဆောက်ခဲ့တာမဟုတ်ဘဲနဲ့တကယ်ကိုအဆင့်မြင့်လွန်းတဲ့သိပ္ပံနဲ့အင်ဂျင်နီယာပညာရပ်တွေပေါင်းစပ်ထားတဲ့သက်သေပြချက်တွေဆိုတာသိနိုင်ပါတယ်။ခေတ်သစ်အင်ဂျင်နီယာတွေကတော့နှစ်ပေါင်း1000ကျော်ကဒီလိုတွက်ချက်မှုတွေတိကျခဲ့တာကိုအခုချိန်ထိလေ့လာနေရဆဲပါပဲကျွန်တော်တို့ပကံဟာမြန်မာတို့ရဲ့ဂုဏ်ယူစရာတမိုင်းအမွေအနှစ်တစ်ခုဖြစ်ခဲ့တယ်လို့ကဘာကြီးအတွက်စင်ဆက်မပြတ်လေ့လာရမယ့်ဘူမိဗေဒပြတိုက်ကြီးတစ်ခုလည်းဖြစ်ခဲ့ပါတော့တယ်အခုလိုစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့တုဒ္ဒ Orbit Facebook page နဲ့ YouTube channel တို့ကို
follow နဲ့ subscribe လုပ်ပေးခဲ့ကြပါဦးခင်ဗျာနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်